နတ်သမီးဖြစ်ရတာအေးစေးပဲဒါပေမဲ့ဘိုက်မစားမချင်းပေါ့အမလေးလူကြီးကမုတ်တွေကဘာလို့ဒီလောက်မွေးနေရတာလဲတွားစားမယ်ဝိုးမွေးနေရဒီကကိုဒီမှာရှင်ဒါမျိုးလေး10ခုလောက်ထည့်ပေးပါနော်မင်္ဂလာပါဗျတစ်ခု900ဆိုတော့10ခုဆိုရင်9000ကျပါတယ်ခမညာကဲဟုတ်ပြီဒါဆိုရင်မဲကျင်းနဲ့ရှင်းပေးမယ်နော်ညီမလေးဒီမှာမက်ဂျစ်နဲ့ရှင်းလို့မရပါဘူးနော်ငွေသားနဲ့တူအားပေးမှလက်ခံပါမယ်ခမညာone scan စကန်ဆိုလာကြီးကငါရဲ့မော့ဒုတ်တန်နဲ့တွေ့ရတာလားတောင်ပန်ရှိလဲအလကားပဲဒီခေတ်မှာစကန်မရှိရင်ဘာမှလုံးလို့မရတဲ့ခေတ်ဒီခေတ်ကြီးထဲမှာတောင်ပန်ရှိကြတဲ့စကန်နဲ့ပတ်စံရှင်းနိုင်မှာပို့ပြီးတော့ပြန်တန်းလို့ကောင်းမယ်ထင်တယ်နော်